ဖက်ရအောင်တော့တမန်ကျမ်းစာကိုယူသည်လေးစားတော့အားဖြင့်မတည့်ရသူကဖက်ရအောင်ဒီနေ့တော့နောက်တစ်ခါအိုင်နာမှာသုံးမဩဝါဒပေးတော်မူစဉ်တွင်များစွာသောလူပေါင်းတို့သည်ထံတော်၌စုဝေးကြသောကြောင့်အိုင်တွင်လေထဲသို့ဝင်၍ထိုင်တော်မူ၏ပရိသတ်ပေါင်းတို့သည်အိုင်နာအုပ်ပေါ်မှနေကြ၏ကိုအခါဥပမာစကားအားဖြင့်များစွာသောသုံးမဩဝါဒကိုပေး၍မွဲ့ဆိုတော်မူသည်မှာနားထောင်ကြလော့မျိုးစေ့ကျဲတော်သူသည်မျိုးစေ့ကိုကျဲခြင်းကထွက်သွား၏အစေ့ကိုကျဲသည်တွင်အချို့သောအစေ့တို့သည်လမ်း၌ကျသဖြင့်မိုးကောင်းကင်ငှက်တို့သည်လာ၍ကောက်စားကြ၏အချို့သောအစေ့တို့သည်မြေထဲ၍ကြောက်ပေါ်များသောအရ၌ကျသဖြင့်မြေသိပ်သောကြောင့်ချက်ချင်းအပင်ပေါက်တော်လဲနေထွက်သောအခါပူလောင်သည်ဖြစ်၍အမြင့်မဆွဲသောကြောင့်ညှိုးနှွမ်းပျက်စီးခြင်းတို့ရောက်ကြ၏အချို့သောအစေ့တို့သည်စူးပင်တို့တွင်ကျသဖြင့်စူးပင်တို့သည်ကြီးပွား၍ညင်းဆဲသောကြောင့်အသီးမသီးကြအချို့သောအစေ့တို့သည်ကောင်းသောမြေ၌ကျသဖြင့်အပင်ပေါက်၍ကြီးပွားလေအစ30အစ60အစ100ပွားများ၍အသီးသီးကြ၏ကြားဆရာနာရှိသောသူမီကကြားပါစေဟုမိန့်တော်မူ၏စိတ်ကိုယ်ရာရက်၌ရှိတော်မူသောအခါတစ်ချိန်နှစ်ပါးသောသူတို့နှင့်အချမ်းရံတို့သည်ထိုဥပမာကိုမေးမြန်းကြလေကိုရောကဒီဘုရားသခင်နိုင်ငံတော်၏နည်းနည်းသောအရာကိုသိရသောအခွင့်ရှိကြ၏ပြင်၌ရှိသောထိုသူတို့မူကားမြင်လည်းပင်အာရုံပြုရနေ၍ကြားလည်းပင်အနက်ကိုနားမလည်ပဲကြားသဖြင့်သူတို့အကျင့်မပြောင်းလဲအပြစ်မလွတ်ရသည့်တိုင်အောင်သူတို့အားဟောသမျှကိုဥပမာအားဖြင့်ဟောရ၏သင်တို့သည်ဒီဥပမာကိုမျှနားမလည်ရင်ဥပမာရှင်းသမျှတို့ကိုအဘယ်တို့နားလည်ကြမည်နည်းမျိုးစေ့ကျဲသောသူသည်တရားစကားကိုကျဲ၏တရားစကားကိုလမ်း၌ကျဲခြင်းအကြောင်းအရာကတရားစကားကိုကျဲပြီးရှိသောစာရန်သည်ချက်ချင်းလာ၍နှလုံး၌ကျဲသောတရားစကားကိုနှုတ်ယူတတ်သည်ဟုဆိုလိုသည်ကြောက်ပေါ်သောရေ၌ကျဲခြင်းအကြောင်းအရာကတရားစကားကိုကြား၍ဝမ်းမြောက်သောစိတ်နှင့်ချက်ချင်းခံယူတော်လဲစိတ်နှလုံး၌အမြင့်မဆွဲခဏတာပြီးသဖြင့်တရားစကားကြောင့်အမှုအခင်းနှင့်ညှင်းဆဲခြင်းကိုခံရတော့ပါချက်ချင်းအောက်ပြန်တတ်သည်ဟုဆိုလိုသည်စူးပင်တို့တွင်ကျဲခြင်းအကြောင်းအရာကတရားစကားကိုကြား၍လောကီအမှု၌ဆိုရင်ခြင်းစီးစိမ်ဥစ္စာ၏လက်စားခြင်းကျွဲတော်ရာကိုတတ်မှတ်ခြင်းစိတ်တို့သည်တရားစကားကိုလွန်ပုံညင်းဆဲတတ်သောကြောင့်အတိမတိနိုင်ဟုဆိုလိုသည်ကောင်းသောမြေ၌ကျဲခြင်းအကြောင်းအရာကတရားစကားကိုကြား၍ခံယူသဖြင့်အစ30အစ60အစ100ပွားများ၍အတိတိတတ်သည်ဟုဆိုလိုသည်ထိုမှတပါစီမီကိုစီမီခုံပေါ်မှအတင်းတောင်းစလားအောက်ကတင်အောက်၌ဖုံးထားခြင်းကယူခဲ့သလောစိတ်ကိုယ်ရာ၌ရှိသမျှတို့သည်ထင်ရှားလိမ့်မည်ဝတ်ထားလျက်ရှိသမျှတို့သည်လည်းပွင့်လင်းလိမ့်မည်ကြားဆရာနာရှိသောသူမီကကြားပါစေထိုမှတပါဒီတို့သည်ဘယ်တို့ကြားနာရသည်ကိုတတိပြုကြတော့အကျဉ်းချင်းသင်ပမာဏနှင့်သင်တို့သည်သူတစ်ပါးအားပေး၏ထိုပမာဏအတိုင်းကိုယ်တိုင်ခံရကြမည်အကျဉ်းသူသည်ရတတ်၏ထိုသူအားပေးအောင်မည်အကျဉ်းသူသည်ဆင်းရဲ၏ထိုသူ၌ရှိသမျှကိုပင်နှုတ်လိုက်မည်ထိုမှတပါလူသည်လည်း၌ရိုးစေ့ကျဲပြီးမှနောက်တစ်ခါမိမိမကြည့်မမှတ်ညနေ့အိတ်ရက်နိုးရက်နေတော်လဲအပင်ပေါက်၍ကြီးပွားသည်နှင့်ရာဂီနိုင်ငံတော်သူ၏မြေကြီးသည်မိမိအလိုလျောက်အသီးကိုတီးစေ၍ခြေဥစွာအ
မြောက်ထိုးနောက်အနှံထိုးနောက်အနှံထဲမှာအောင်မာတော့အဆန်ကိုဖြစ်စေတတ်၏အသီးမဲ့၍ရိတ်ချိန်ရောက်တော့အခါလဲရှင်သည်မဆိုင်မလဲဒဇင်နှင့်ရိတ်စေတတ်သည်ဟုမိန့်တော်မူ၏ထိုမှတပါးနာဂီနိုင်ငံတော်ကိုအဘယ်သို့ပုံပြရအံ့နည်းအဘယ်ဥပမာနှင့်ခိုင်းနှံရအံ့နည်းဟုမူကားမုံကြီးစေနှင့်တူ၏မုံကြီးစေသည်မြေ၌စိုက်တော်အခါမြေပိုးစေတကားတို့ထက်ငယ်တော်လဲစိုက်ပြီးမှအပင်ပေါက်၍မြက်ပင်တကားတို့ထက်ကြီးပွားသည်ဖြင့်မိုးကောင်းပင်ငှက်တို့သည်အရေးကို၍နားလေလောက်သောအကိုင်းခက်ကြီးတို့ကိုဖြစ်စေတတ်သည်ဟုမိန့်တော်မူ၏ထိုတို့သောဥပမာစကားအားဖြင့်ကိုတော်သည်ပရိသတ်များနားထောင်နိုင်သည့်အတိုင်းတရားဟောတော်မူ၏ဥပမာကင်း၍ဟောပြောတော်မမူရှိသမျှသောတရားတို့ကိုစိတ်ကြွယ်ရာလျက်၌တပည့်တော်တို့အားဖွင့်ပြတော်မူ၏ကိုနေ့ညအချိန်၌ကိုတော်ကကံတစ်ပတ်တို့ပူဇော်ပုံခံဟုမိန့်တော်မူလေတပည့်တော်တို့သည်လူစုဝေးရာမှထွက်၍လေပေါ်၌ရှိနေသောကိုတော်ပါလျက်သွားကြ၏အခြားလူတို့လည်းပါလေ၏ထိုအခါပြင်းစွာသောမုန်တိုင်းဘုဒ္ဓမုန်တိုင်းဖြစ်၍လိုင်းကိုခတ်တော်ကြောင့်လေသည်ရေနှင့်ပြည့်၏ကိုတော်သည်ပဲ့၌ခေါင်းအုံးပေါ်မှကျိန်းဆက်၍နေတော်မူ၏တပည့်တော်တို့သည်ကိုတော်ကိုလိုပြီးမှအရှင်ဘုရားကျွန်တော်တို့သည်ပျက်စီးခြင်းတို့ရောက်သည်ကိုမိမိတို့စိတ်ရှိတော်မူသောဟုရှောက်ကြတော့ကိုတော်သည်ထား၍သိစိတ်ငြိမ်ဝတ်စွာလေဟုလေနှင့်ပင်လေကိုဆုံးမတော်မူသဖြင့်လေသည်ငြိမ်၍အလွန်သာယာလေ၏ကိုတော်ကလည်းသင်တို့သည်အဘယ်ကြောင့်ဤညလောက်ကြောက်တတ်သည်အဘယ်ကြောင့်ယုံကြည်ခြင်းစိတ်နှင့်ကင်းသည်ဟုမေးတော်မူလျှင်သူတို့သည်အလွန်ကြောက်၍ဤသူကအဘယ်တို့သောသူနည်းလေနှင့်ပင်လေသည်သူ၏စကားကိုနားထောင်ပါသည်တကားဟုအချင်းချင်းပြောဆိုကြ၏အတော်ရချမ်းသာဖြင့်ဘုရားခင်ကောင်းကြီးပေးပါစေအာမ